နိုင်ငံရေးကိုအကြောင်းပြပြီးတော့လှုပ်ရှားနေတဲ့လူတွေတိတ်ပေါ်များနေလို့ဘယ်သူပဲဝါလို့ကျွန်တော်မပြောဘူးသို့တော့ဗမာပြည်မှာတော့နိုင်ငံရေးနဲ့လှုပ်ရှားနေတဲ့လူတွေများတယ်လှုပ်ရှားပါကျွန်တော်တို့လည်းတရားဝါသနာလည်းမပါပါဘူးဝင်လူကိုလည်းမနာလဲလူလည်းမဖြစ်ပါဘူးလှုပ်ရှားကြပါသို့တော်လေတချို့ကိစ္စတွေကြတော့ရင်နာတယ်ဗျဗမာပြည်မှာတက်ကတူကျောင်းနေဖွင့်မရတာဘယ်လောက်ကြာအခုကျောင်းသားလောကထဲမှာပါစဒီနိုင်ငံရေးသမားဆိုတဲ့ပုံကိုယ်တွေဟာကလေးတွေစာမမသိနေအောင်ဟေ့မင်းတို့တင်လို့လဲဘာအကြောင်းမတူထွက်မင်းတို့ဘာပညာရေးစနစ်ကဘာဖြစ်တယ်ညာဖြစ်တယ်သွားအကြောင်းမထွက်လာဟာဒီမှာလမ်းကြောင်းပြီးမင်းတို့အဲ့ဒီမှာစန္ဒပြမင်းတို့ကျောင်းကားထဲမှာမနေနဲ့တမကတွေဖွဲ့တမကဖွဲ့တာစန္ဒပြတာကိုကျွန်တော်စန့်ကျင်တာမဟုတ်ဒါလိုချင်လို့ပဲဒါတွေလှုပ်ချင်လို့ပဲအဲ့ဒီဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကိုကျွန်တော်တို့တောင်းတခဲ့ကြတာဒါကိုကန့်ကွက်တာမဟုတ်ဒါပေမဲ့စာတင်နေတဲ့ကလေးတွေအလုတ်ခွင်ထဲမှာမိဘကိုလှုပ်ကျွေးနေတဲ့ကလေးတွေစွဲထုတ်တာတော့ရင်းနာတယ်ဗျာဒီကလေးတွေဘယ်ချိန်ပညာသွားတင်လဲအခုစွဲထုတ်ပြီးတော့ခိုင်းရင်ဒီကလေးတွေကိုပြောတော့စကလုံးကသိပ်လာတာပဲအနာဂတ်ရဲ့ခေါင်းဆောင်နဲ့အဲ့ဒီအနာဂတ်ရဲ့ခေါင်းဆောင်တွေကိုစာသင်ခန်းထဲကဆွဲထုတ်အပြင်မှာလမ်းပေါ်မှာဒီပြီးတော့ဘဝဖြက်စီးပြစ်ပြီးတော့အနာဂတ်ရဲ့ခေါင်းဆောင် तू ကဘယ်လိုခတ်မှာတိုင်းပြည်ခေါင်းဆောင်မပြောနဲ့အရက်ထဲမှာရွာမှာရက်ွက်ထဲမှာအုပ်ချုပ်ရေးမှုရွေးတာတော့မှဘွဲရမှာဆိုတဲ့စာကြီးခံထားတယ်ဒီကလေးတိုင်းပြည်ကောင်းဆောင်ဖြစ်ဖို့နေနေတာစိန်ကောင်းတော်မဖြစ်နိုင်တော့ဘူးစာမတင်ရရင်အဲ့တော့ကလေးတွေကိုစာသင်ခန်းထဲကဆွဲထုတ်တာမျိုးနိုင်ငံရေးလုပ်တယ်လို့ပြောရင်ကျွန်တော်သိရှင်းတာဘိုးကျော်အောင်ဆန်းအသက်32နှစ်မှာတိုင်းပြည်ကောင်းဆောင်ဖြစ်သွားတယ်ဘွဲရတယ်ဗျတက္ကသိုလ်မှာပညာကိုတက်အောင်သင်သွားတယ်ဘယ်လိုဘိုးကျော်အောင်ဆန်းလို့တကယ်အာဇာနည်ကောင်းဆောင်မျိုးဟာဟာဒီကလေးတွေကိုစာသင်ခန်းထဲကဆွဲထုတ်ပြီးတော့စာမတက်ပေမတက်ဘဝရောက်ဘယ်တော့မှမလုပ်အဲ့ဒီလိုတော့လူကြီးတွေကလည်းလိုက်ပြီးတော့အတိလေးနဲ့ထိမ့်ပေးတဲ့အဲ့ဒါကိုနိုင်ငံရေးလို့ကျွန်တော်မထင်ဘူးနိုင်ငံဖြတ်နေတယ်လို့စိတ်ထဲမှာထင်တယ်တကယ်နိုင်ငံရေးကဒါပဲဗျာသူတို့ဒီခုနကျွန်တော်ပြောသလိုပဲစေအိမ်ကောင်းလည်းဖြစ်ချင်မှဖြစ်မယ်မြို့နယ်အုပ်ချုပ်ရေးမှုလည်းဖြစ်ချင်မှဖြစ်မယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ချင်မှဖြစ်မယ်သမရလည်းဖြစ်ချင်မှဖြစ်မယ်ဖြစ်မဖြစ်တိုင်းပြည်ထဲမှာလူငယ်တွေလူတွေဒုက္ခရောက်နေသူတို့မနေနိုင်ဘူးဟိုရန်ကုန်ကတကုံအရှိမြို့နယ်မှာရေငတ်နေတာကိုကြိုက်မရောကနေပြီးတော့ရေသွားတိုက်ပေးတဲ့စိတ်ဗျအဲ့ဒီလူတွေမှာအာဇာနည်မခေါ်ရင်ကျွန်တော်တို့ကဘသူအာဇာနည်သွားခေါ်မယ်ဒါကြောင့်ဒီစာကြည့်လိုက်တဲ့မှာထဲချင်တဲ့လူထဲပါကျွန်တော်တို့လူငယ်တွေကိုလည်းအကုန်လုံးနောင်လာနောက်သားတွေကိုလည်းခေါ်ပြပေးပါကလေးတော်မှကြည့်ဟဲရီပုဂ္ဂိုလ်တွေဟာရာမညတိုင်းကကြိုက်မရောမျိုးရဲ့ဂုံကိုစွမ်းဆောင်ပေးနိုင်ခဲ့တဲ့အာဇာနည်အစ်စ်တွေဖြစ်တယ်ဗမာပြည်ရဲ့အင်မတန်ဖိုးတန်တဲ့နိုင်ငံရေးသမားတွေဖြစ်တယ်ဆိုတာကိုစာကြည့်လိုက်လာသမျှလူအားလုံးကိုလက်ညှိုးထိုးပေးပါလို့ပြောရင်းနဲ့ကြိုက်မျိုးမျိုးနဲ့စာပေဝါသနာရှင်များအခုလိုစာကြည့်တဲ့ပညာလေးနဲ့ဆိုတဲ့စာကြည့်တွေလေးဖွင့်နိုင်တာကိုကျေးဇူးတင်လိုက်တာဝန်းတာလိုက်တာ